မယာဒေဝီပညာဇက်အမယာဒေဝီနှင့်မဟောတထာပညာစမ်းကြသောအကြောင်းပစ္စုပန်နှင့်အတိတ်ဝတ္ထုယေနတတ္တုဘိလင်္ကာစအစရှိသောဂါထာပုဒ်ဖြင့်တစားဆင်အပ်သောဤအမယာဒေဝီပညာဇက်သည်လည်းထိုမဟာဥမင်္ဂဇက်၌ထင်စွာဖြစ်လက်တံဂါထာကယေနတတ္ထုဘိလင်္ကာစတိကုဏပလာသောစပုပ္ဖိတောယေနတရာမိတေနဝရာမိယေနတရာမိတေနဝရာမိဧတမကောယာဝညဇကတ္တဧတံသန္နပဋ္ဌံဝိဇာနာဟိဟူသည်တိတာမိအရှင်ယေနအကျင့်အရပ်၌တတ္ထုပိလင်္ကာစမုံလုံးစေးပအုံးရီစေးတို့သည်၎င်းပုပ္ဖိတောပွင့်သောဒီကုဏပလာသောစအရွက်နှစ်စင်ရှိသောပင်လယ်ကတိပင်သည်၎င်းအထိရှိ၏တေနထိုအရက်သို့ကံတော်သွား၍ယေနအကျင့်လက်ဖြင့်တရာမိပေး၏တေနထိုလက်ဖြင့်ဝရာမိဆို၏ယေနအကျင့်လက်ဖြင့်နတရာမိမပေးတေနထိုလက်ဖြင့်နဝန္ဒာမိမဆိုဧတဧသောဤခရီးသည်လင်ယာဝမြစ္ဆကတ္တယာဝမြစ္ဆကရွာ၌တည်သောငါတို့အိမ်ဤမဂောခရီးတီဧတံသန္နပဝဤဖုံးကွယ်သောခရီးကိုဝိဇာနာဟိတိလောမဟောအမယာစံပညာမဟာဥမင်ဇံနှစ်ခုတို့၏ပြေကြောင်းဖြစ်သောအမယာဒေဝီပညာဇက်သည်ပြီး၏